စာဖတ်ပြမယ် podcast channel လေးကိုအားပေးနာဆင်နေကြတဲ့ချစ်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေရှင်။မိတ်ဆွေများအားလုံးပဲချမ်းချမ်းမာနဲ့ BN ရဲ့ကင်းရှင်းစွာနေထိုင်နိုင်ကြဖို့အတွက်ဆုတောင်းပေးလိုက်ရပါတယ်။ကျွန်မဝင်းဤပါရှင်။ဒီညမှာတော့ကျွန်မကဆရာသစ္စာနီရေးသားထားတဲ့ coffee ဆိုင်ပြဆက်ဆိုတဲ့စာလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ coffee ဆိုင်ပြဆက်ဆိုင်ထဲတွင် coffee ခွက်များရင်ကောင်များလူများသတင်းစာများ rock သချင်းများရှိနေကြလေသည်လူချို့ကသတင်းစာဖတ်၍သတင်းစာကလူတချို့ကိုဖတ်နေသည်လူတချို့က rock သချင်းများကိုနားထောင်၍rock သချင်းများကလူတချို့ကိုနားထောင်နေသည်လူတချို့သည်ရင်ကောင်များဖြစ်၍ရင်ကောင်များသည်လူတချို့ဖြစ်သည် rock သချင်းတချို့သည် coffee တောက်၍coffee တချို့သည် rock သချင်းတောက်နေကြသည်ရင်ကောင်တချို့သည်သတင်းစာဖတ်၍သတင်းစာတချို့သည်ရင်ကောင်ဖတ်နေကြသည် coffee တချို့သည်သတင်းစာတောက်၍သတင်းစာတချို့သည် coffee တောက်နေကြသည်rock သချင်းတချို့သည်သတင်းစာနားထောင်၍သတင်းစာတချို့သည် rock သချင်းနားထောင်နေကြသည်ရင်ကောင်တချို့သည် coffee ဖြစ်၍coffee တချို့သည်ရင်ကောင်ဖြစ်ကြသည် rock သချင်းတချို့သည်ရင်ကောင်နားထောင်၍ရင်ကောင်တချို့သည် rock သချင်းနားထောင်နေကြသည်လူတချို့သည် coffee ရင်ကောင်သတင်းစာ rock သချင်းတောက်၍ဖတ်၍နားထောင်၍ဖြစ်နေကြသည် coffee ရင်ကောင်သတင်းစာ rock သချင်းတချို့သည်လူတချို့တောက်၍ဖတ်၍နားထောင်၍ဖြစ်နေကြသည်တောက်၍ဖတ်၍နားထောင်၍ဖြစ်၍သည်လူတချို့ရင်ကောင်တချို့ rock သချင်းတချို့သတင်းစာတချို့ coffee တချို့ coffee တစ်ခွက်သားတက်ယုံတို့ကျိုးဖြင့်ဆွဲသွားသူနောက်ကောက်ကောက်ပါအောင်လိုက်ပါသွားသည်နွားတကောင်အတွက်မဟုတ်ပါကျွန်ုပ်အတွက်ဖြစ်ပါသည်ရာသီကိုလိုက်၍ပွင့်သောပလတ်စတစ်ပန်း10ပွင့်အတွက်မဟုတ်ကျွန်ုပ်အတွက်ဖြစ်ပါသည်ပစွန်စိတ်ကောင်းနှင့်ခက်ဖြင်းဖြင်းကြပြစရာတရားအတွက်မဟုတ်ပါကျွန်ုပ်အတွက်ဖြစ်ပါသည်ရက်လွန်နေသောမဖောက်ရသေးသည့်စီတုပ်ပူတစ်ထောင်အတွက်မဟုတ်ပါကျွန်ုပ်အတွက်ဖြစ်ပါသည်ကောင်းကင်တွင်ကိုနှင်းကတ်ထားသောကျဲဝင့်တစ်တောင်အတွက်မဟုတ်ပါကျွန်ုပ်အတွက်ဖြစ်ပါသည်ကော်ဖီတစ်ခွက်ပေးပါကော်ဖီဆိုင်ရှိမှာအတောင်ပံနှင့်စက်မဲ့နာရီတစ်လုံးအကောင်းဆုံးကိုတည်ဆောင်လာသောဗန်နူလာဆက်ပြကြောညာကတားဆက်သွားသောဝတ်တို့အရှိမြောက်အရက်မှလေးပွေအတန်တိတ်တချင်းဆိုနေသောခိုးအုပ်စကိတ်စီးသွားသောကုံစိမ်းတွေနှင့်ရွေရှားနေသောဟင်းလင်းပြင်တို့ဖြတ်တန်း၍သွားကြသည်ကျောင်းကပြန်လာမည့်ကျွန်ုပ်၏ချစ်သူလေးဖြတ်တန်းမသွားသေးပါကော်ဖီတစ်ခွက်ကျွန်ုပ်၏ချစ်သူအတွက်မဟုတ်ပါကျွန်ုပ်၏ချစ်သူမှာလက်ဖေးကြိုက်သူဖြစ်ပါသည်ကိုချစ်သူမှာကောင်မလေးတစ်ယောက်ဖြစ်ပါသည်သူမတွင်ဂရိကြောက်စရုပ်နှင့်တူသောမေးစိချွန်ချွန်နှင့်နှာခေါင်းချွန်ချွန်လေးများရှိပါသည်တခါတရံကပ္ပမြေပုံကိုဆွဲ၍တခါတရံကိုယ်ကိုဆွဲစိတ်တတ်သောမွေးညင်းနှုတ်နှင့်လက်ချောင်းဖြူဖြူတသွေးများလည်းရှိပါသည်အချစ်ရည်ပြေသောမျက်လုံးများဖြင့်စိတ်ကောက်ဟန်ဆောင်တတ်သောပန်းနုရောင်နှုတ်ခမ်းတို့ရှိသူလည်းဖြစ်ပါသည်သူမသည်ကဘာပေါ်တွင်ကိုအရှုံးပေးလေးရှိသည့်တူးရီသောလူလည်းဖြစ်သည်ကိုဤတတိပုဂ္ဂလအိမ်မက်လည်းဖြစ်သည်ကိုဤမဆောင်ရသောတရဖူလည်းဖြစ်၏ကိုတန်တရား၏အတောင်ပံလည်းဖြစ်လေသည်သူတွင်အတိတ်မရှိအကျော်ဖြေစမရှိအထုပ်ပတ္တိမရှိ
အလံဖြူမရှိလောကရန်တရားမရှိမိတ်ဆွေမရှိရေးတိုင်းမရှိအဆုတ်ယောဂမရှိအိမ်မွေးတရိษံမရှိလက်ထက်စာချုပ်မရှိညာဘက်အန်သွားမရှိသို့မဟုတ်ဘာမှမရှိသူ့ပုံတံကမင်းညကနင်းမြောက်သွားသောနောအေးသမောမှလွတ်မြောက်လာသည့်တူးဒီသောလူယောက်ျားနှင့်တူနေ၏သူသည်ဘောင်းမီအိတ်ထဲတွင်ထည့်ထားသောကမ္ဘာသမိုင်းစာအုပ်ကိုမေ့လျော့ကကော်ဖီဆိုင်တွင်ထိုင်လျက်ရှိသည်ကမ္ဘာပတ်နေသောကိုလံဘတ်ကစာမျက်နှာ65သို့ရောက်နေလေပြီသစ္စာနီဟန်တစ်မဂ္ဂဇင်းနိုဝင်ဘာလ1995မူရင်းရေးသားတဲ့ဆရာကြီးကို credit ပေးပါတယ်ရှင်။နောက်ဆက်ပေးခဲ့ကြတဲ့မိတ်ဆွေများလည်းတညတားလုံးပြီးအနေကင်းရှင်းစွာနဲ့အိပ်ပျော်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။